အားလုံးပဲမင်္ဂလာပါဟေဇေကတော့ဒီနေ့ step by step ချက်နည်းတွေကိုမပြောပြတော့ဘဲနဲ့ဟေဇေဒီနေ့ဘာဟင်းတွေချက်စားပြလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်အားလုံးပဲလိုက်ပြီးတော့ချက်စားကြည့်နော်ဒါကတော့ထမင်းပါနော်အားလုံးသိပြီးသားမြန်မာတွေအကြိုက်ထမင်းဒါဟေဇေဒီနေ့ချက်ဖြစ်တဲ့ဟင်းလေးတွေကိုအရင်ဦးဆုံးရိုက်ထားတာဖြစ်ပါတယ်နောက်ပြီးတော့ငါးပေါ့နော်ဒီငါးကဒီမှာဘာငါးလဲခေါ်လဲတော့ဟေဇယ်မသိဘူးမြန်မာမှာဆိုရင်ငနူတန်းနဲ့တူတဲ့အတွက်ကြောင့်မလို့ငနူတန်းကလုံးလို့ဟေဇယ်ကတော့ခေါ်ထားတယ်ပေါ့နော်အရသာကတော့ဘယ်လိုလောင်းလဲတော့ဟေဇယ်လည်းမစသေးတဲ့အတွက်ကြောင့်မလို့မသိပါဘူးနောက်ဒါကတော့ရှောက်သီးတုပ်ပါရှောက်သီးတုပ်ဆိုရင်ဟေဇယ်ဒီလိုမျိုးဆက်ဆက်ကလေးတုပ်တာကြိုက်တယ်ပြီးရင်အပေါ်ကနေရွှေစုံ6တွေဖြူးပြီးတော့စားတာမျိုးကိုကြိုက်တယ်သူထမင်းမိန်စေတယ်ပေါ့နော်ပြီးသွားရင်တော့ဒီမှာပဲရတော့မဟုတ်ဒီမှာရတဲ့ကစုံရွက်ကိုပေါ့နော်မှုတ်လေးနဲ့ကြော်ထားတာပါဒါကကြတော့အီလေးပြေမယ်အဆက်လေးပြေမယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင်ချက်စားကြည့်ကြနော်